ကျွန်တော်ရွာပြန်ပြီးဧက800ရှိတဲ့ကြာကန်ကိုငှားရမ်းလုတ်ကင်ခဲ့တယ်ကြာပင်တွေစိုက်ပြီးကရှိသေးအိမ်နီးချင်းကဘဲအကောင်ကြီး3000ကျော်ကိုကန်ထဲမောင်းသွင်းလိုက်တယ်ဘဲတွေကကြာပင်တွေကိုနင်းချီဖျက်ဆီးနေတာကိုမြင်တော့အိမ်နီးချင်းကဒီဘဲတွေတော်တော်တက်ကြွတာပဲဆိုပြီးလက်ခုပ်တီးအားပေးနေပါသေးတယ်ကျွန်တော်ဘာမှပြန်မပြောဘဲနေတိုင်းကန်ထဲကိုပရိုတင်းတက်မြင့်တဲ့ဘဲစာတွေတောင်ပတ်ကျဲပေးလိုက်သေးတယ်ရက်40အကြာမှာတော့အိမ်နီးချင်းရဲ့ဘဲတွေအုပ်စုလိုက်ထွက်ပြေးသွားကြပါတော့တယ်မနက်စောစောမှာအိမ်နီးချင်းကြောက်မှန်ချမ်းကဝါချမ်းကင်ပြီးဘဲအကောင်3000ကျော်ကိုကျွန်တော်ရဲ့ဧက800ကြာကန်ထဲမောင်းသွင်းလိုက်ပါတယ်သူကအိမ်ထဲကထွက်လာတဲ့ကျွန်တော်ကိုမြင်တော့ဝါချမ်းကိုမြေကြီးမှာစိုက်ပြီးအတန်ကျဲကြီးနဲ့ပြောပါတယ်တူလေးအန်ကယ်အခုတလောလက်ထဲငွေနဲ့ပြက်နေလို့အိမ်ကဘဲချံကရေတွေလဲနန်နေတာနဲ့မင်းကန်ထဲမှာခဏလောက်လာမွေးတာပါတယ်ကျွန်တော်တစ်သားရေမုတ်ကိုကင်ထားတဲ့လက်တွေတင်းနေပြီးအစ်စ်တွေပါဖြူလာပါတယ်ဖခင်ဖြစ်သူမထွက်ခွာခင်မှာခဲ့တဲ့ရွာကကြောက်မှန်ချမ်းဆိုတာနာမည်ကြီးလူမိုက်ပါပဲဖြစ်ဖြစ်ထိတ်တိုက်မတိုးနဲ့ဆိုတဲ့စကားကိုတတိယပြီးစိတ်ထဲကဒေါသကိုဖိသိပ်လိုက်ပါတယ်ပြီးတော့ဟန်ဆောင်ပြုံးပြီးဦးလေးဒီကန်ကကြာဆေးတွေချထားတာမကြသေးဘူးဦးလေးပဲတွေဒီလောက်များကြီးဆိုရင်ကြာပင်လေးတွေပျက်စီးကုန်မှာပေါ့လို့ပြောလိုက်တော့သူပြန်ပြောတာကဘာမှမဖြစ်ပါဘူးလေဘဲကဘလောက်စားမှမို့လို့လဲမင်းကန်ကိုမြေဩဇာကျွေးရလို့ပဲသဘောထားလိုက်ပါတယ်ဒါအပြင်ဒီဧက8ရကန်ကြီးကအလကားဖြစ်နေတာပဲလေကဲဒီအတိုင်းပဲဆုံးဖြတ်လိုက်ပြီးဘဲဥယင်မင်းကိုလာပေးမယ်ဆိုပြီးဝါချမ်းကိုပခုံးပေါ်ထန်းကထွက်သွားပါတော့တယ်ကျွန်တော်ကံပေါင်းပေါ်မှာရက်ကြည့်နေတော့ဘဲတွေကခုမှထွက်လာတဲ့ကြာပင်အညောင်လေးတွေကိုသူတို့နှုတ်သီးတွေနဲ့စိတ်ဖက်နေကြပါတယ်ခဏလေးတွင်းမှာပဲကြာရွက်တွေတရွက်မှမကြမ်းတော့ပဲကန်တစ်ခုလုံးရစရာမရှိအောင်နင်းချခံလိုက်ရတယ်ကျွန်တော်ကုန်းပြီးနင်းချခံထားရတဲ့ကြာယူတစ်ချောင်းကိုရှုံထဲကဆွဲထုတ်လိုက်တဲ့ကြာမျိုးပိုး9000လောက်အားက1000မြေဩဇာကို8000နဲ့2လစာအားစိုက်ထုတ်မှုတွေအားလုံးဆုံးရှုံးသွားပါပြီမိဘတွေကမြို့မှာအလုပ်လုပ်ပြီးစုထားတဲ့ငွေ3,400နဲ့ကျွန်တော်ကိုရွာပြန်ပြီးလုပ်ငန်းထောင်ဖို့ထောက်ပံ့ပေးခဲ့တာပါမိဘတွေကိုအမှန်တိုင်းမပြောရဲတာနဲ့အကုန်စင်ပြေပါတယ်ဆိုတဲ့စာတူလေးပဲပို့နိုင်ခဲ့တယ်နောက်နေ့မှာအတော်ဖြစ်သူဟော်ရီလန်ရောက်လာပြီးကြောက်မှန်ချမ်းသားအဖအကြောင်းကတော့ပြောမဆုံးဘူးမိနစ်ကလည်းဘိုးဘိုးဆုံးရဲ့စပားခင်းနဲ့ဘဲမောင်းသွင်းလို့ပြဿနာတက်တာနောက်ဆုံးဘိုးဘိုးဆုံးကပဲ300ပြန်ရောလိုက်ရတယ်သူသားကြောက်ဆောင်ပြောင်းကလည်းလူဆိုးပဲသူတို့နဲ့မပတ်သက်တာအကောင်းဆုံးပဲလို့တတိပေးပါတယ်ကျွန်တော်ကောင်းကြီးပြပေမဲ့ထွက်မသွားခဲ့ပါဘူးထွက်သွားရင်ကန်ကတကယ်ပျက်စီးသွားမှာပေါ့ညနေမှာတငယ်ချင်းကျိုးလန့်ကိုဖုံးဆက်ပြီးအကြောင်းဆုံးပြောပြလိုက်ပါတယ်ကျိုးလန့်ကအပြော့ဆွဲနဲ့တိုက်ရမယ်မနှက်ဖြန်ငါဆိုင်ကိုလာခဲ့လို့ပြောပါတယ်သူဆိုင်ရောက်တော့အိတ်တအိတ်ကိုထုတ်ပြပါတယ်ဒါကမွေးမြူရေးခြံသုံးပရိုတင်း30%ပါတယ်ဘဲစားပဲဒါကျွေးရင်ဘဲကအရန်ဝါလာမယ်နေ့တိုင်းဒါပဲကျွေးနေရင်တခြားဟာဆိုသူတို့မစားတော့ဘူးဒီထဲမှာအစာတောင်းတဲ့ဆေးလက်ပါတယ်ဘသူကျွေးအဲ့ဒီလူနောက်ပဲလိုက်တော့မှာတဲ့ကျွန်တော်ကဘလို့ကျွေးရမလဲလို့မေးတော့ညနေ6နာရီကြောက်မှန်ချမ်းဖဲရိုက်နေတဲ့အချိန်ကွယ်ရကနေနည်းနည်းချင်းတူးကျွေးသွားပြီးရက်40တောင်းခံထားလို့မှာတဲ့ကျွန်တော်ဘဲစာအိတ်တွေကို3ပြီးပေါ်တင်ပြီးပြန်လာခဲ့ပါတယ်ညနေ6နာရီမှာကျွန်တော်ဘဲစာတွေကိုရေထဲဖြန့်ကျဲကျွေးလိုက်ပါတယ်ဘဲတွေကအလူရက်လာစားကြတော့တယ်ကျွန်တော်အိမ်ပြန်ရောက်တော့စရင်စာအုပ်ထဲမှာပထမနေ့ဘဲစာဖို့120ရွမ်းလို့ရေးမှတ်ပြီးဘေးမှာကြာကန်ဆုံးရှုံးမှုခံမှန်းချေ6000ကျော်လို့မှတ်ချက်ရေးထားလိုက်တယ်နေ့တိုင်းညနေ6နာရီဆိုရင်ဘဲစာသွားကျွေးတဲ့တပုံးကနေ2ပုံးနောက်တော့တအိတ်လုံးဖြစ်လာပါတယ်ဘဲတွေကလည်းပိုပြီးကြီးကောင်းလာတယ်လို့ညနေဆိုရင်ကျွန်တော်လာမှကိုကြိုးဆောင်နေကြပါပြီကြောက်မှန်ချမ်းကကံပေးလာကြည့်ပြီးမင်းကန်ထဲမှာငါဘဲတွေတော်တော်ကျမ်းမာလာတာပဲမင်းလဲပိုးသက်စေဖို့တက်တာတယ်ဒါအပြန်လန်ကျိုးရှိတာပဲမဟုတ်လားလို့ဂုဏ်ယူပြီးပြောလာတယ်ကျွန်တော်ကတော့ပြုံးနေလိုက်ပါတယ်10ရက်မြောက်နေ့မှာဘဲတွေနင်းလို့ကံပေါင်းတွေပြက်နေတာကြောင့်ခြံစည်းရိုးခတ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့နောက်နေ့မနက်မှာခြံစည်းရိုးတွေဖျက်ဆီးခံရတာကိုတွေးလိုက်ရတယ်အဲ့ဒီညမှာအိမ်မော်ထက်ကနေကင်းဆောင်ကြည့်တော့မနက်2နာရီမှာလူရိပ်တစ်ခုတွေးလိုက်တယ်ဓမီနဲ့ထိုးကြည့်လိုက်တော့ကြောက်ဆောင်ပြောင်းဖြစ်နေပါတယ်သူကတန်တုံးနဲ့ခြံစည်းရိုးတိုင်တွေကိုလာရိုက်ချိုးနေတာပါကျွန်တော်ဘာမှမပြောဘဲဓမီနဲ့ပဲစိုက်ကြည့်နေတော့သူကဆဲဆိုပြီးထွက်သွားတယ်နောက်နေ့မှာတော့လူအများရှိမှပဲခြံစည်းရိုးကိုကြောက်ခဲတွေနဲ့တေချာပြန်ခိုင်အောင်လုပ်လိုက်တယ်ကြောက်ဆောင်ပြောင်းကတစ်ဖက်မှာရက်ကြည့်နေပေမဲ့ဘာမှထမလုပ်ရတော့ပါဘူး15ရက်မြောက်နေ့မှာရွာထဲကအတင်းပြောတန်တွေဘလူကိုပြန်နေတာပဲရှမ်မီသားစုကကောင်လေးကတော့တကယ်ငကြောက်ပဲကြောက်မှန်ချမ်းကဘဲတွေကန်ထဲမောင်းသွင်းတာတော့ဘာမှမပြောရဘူးပွဲရထားတာလကားပဲတဲ့တစ်ဖက်မှာတော့ကြောက်မှန်ချမ်းကငါဘဲတွေကအခုတလောအိမ်ကကျွေးတဲ့စပားတွေကိုမစားတော့ဘူးကန်ထဲမှာအစားကောင်းတွေစားရလွန်းလို့ထင်တယ်ဆိုပြီးတွေးနေပါတော့တယ်အစားကောင်းတွေစားရလွန်းလို့အိမ်ကအစာကူတော့မျိုးမကြတော့တာနေမယ်ကျွန်တော်ဘာမှပြန်မပြောပေမဲ့ဒီစကားကိုစိတ်ထဲမှာမှတ်ထားလိုက်ပါတယ်ဘဲဥတွေကဘလို့လဲလို့မေးတော့ပြောကိုမပြောပြချင်တော့ဘူးအရင်ကတနေ့900 800ဦးတာအခု400 500ပဲရှိတော့တဲ့ဥခုံတွေကလည်းပါလိုက်တာထိတာနဲ့ကွဲကုန်တယ်ထူးဆန်းနေပြတဲ့ရက်30မြောက်နေ့မှာတော့ကြောက်မှန်ချမ်းကဘဲတွေကိုကန်ထဲကနေမောင်းထုတ်ဖို့ကြိုးစားပါတော့တယ်သူဝီစီမုတ်ပေမဲ့ဘဲတွေကခေါင်းတစ်ချက်ပေါ်ကြည့်ပြီးစကူးနေကြတော့ပဲသူဝါချမ်းနဲ့ရိုက်မောင်းတော့လဲဘဲတွေကလန့်ပြီးကန်လဲကိုပူဝေးအောင်ပြေးသွားကြတယ်သူရှုံနေစင်းပြီးလိုက်ဖမ်းတော့လဲရှုံတွေပဲပေးချံကုန်တာပဲအဖက်တင်တယ်ရွာသားတွေကကြောက်မှန်ချမ်းမင်းမဲတွေကမင်းကိုမသိတော့ဘူးထင်တယ်ဆိုပြီးဝိုင်းရကြတော့တယ်ကြောက်မှန်ချမ်းကမျက်နှာတစ်ပြင်လုံးနှီးမြန်းပြီးနိုင်ဝက်လောက်မောင်းထုတ်တာတော့ဘဲအများစုပဲရတယ်ကျန်တဲ့အကောင်100လောက်ကတော့ကြာရွက်တွေကြတဲ့ခေါင်းလေးပဲဖော်ပြီးပုံနေကြပါတယ်လူလဲပင်မစိတ်လဲတိုးပြီးတောက်တီဘဲတွေကတော့ငါ့ကိုတော်လန်နေကြပြီးဆိုပြီးကြံခဲ့တော့တယ်ကျွန်တော်ကတော့အိမ်ပေါ်ကနေအေးဆေးဆေးကြည့်နေပြီးစရင်အုပ်ထဲမှာရက်30မြောက်နေ့စုစုပေါင်းဘဲစာကို6120ရွမ်းလို့ရေးလိုက်တယ်32ရက်မြောက်နေ့မနက်မှာတော့ဘသူငါဘဲတွေကိုခိုးတာလဲဆိုတဲ့ကြောက်မှန်ချမ်းရဲ့အော်ဟစ်တန်ကရွာရှိပိုင်းကနေဟိန်းထွက်လာပါတယ်ကြောက်မှန်ချမ်းကလမ်းလေခေါင်မှာရက်ပြီးငါပဲ80ပျောက်သွားပြီးတမနက်လုံးရေတွက်နေတာတယောက်ယောက်ခိုးတာတေချာတယ်လို့អော်နေတော့တယ်
ရွာသားတယောက်ကပျောက်လဲပျောက်ပေါ်ပြဘယ်မှာသွားစောနေလဲမသိတာမင်းမဲတွေကတန်မိုးရှိတာကြားလို့ဆိုတော့သူကဘာလို့မတန်မိုးရှိရမှာလဲတကောင်80 80ဆိုတော့အကောင်80ဆိုရင်9000ကျော်တာပေါ့ငါတလစာအရက်တောက်လို့ရတယ်လို့ပြန်អော်ပါတယ်သူကကျွန်တော်ကိုလည်းခိုးကြည့်ပြီးရန်ရှာချင်နေတဲ့ကျွန်တော်ကတော့အိမ်ရှိမှာအေးအေးဆေးဆေးရက်နေပါတယ်သူတကယ်တော့ရဲမတိုင်ရဲပါဘူးပါဇက်ကပဲကျိန်းဝါနေတာပါသူ့ရဲ့ဒေါသတကြီးဖြစ်နေပုံကိုကြည့်ပြီးကျွန်တော်စိတ်ထဲမှာဘာမှမဖြစ်ပဲအေးချမ်းနေပါတယ်ဘာလို့ဆိုမကြခင်မှာသူ့ဘဲတွေအားလုံးအိမ်ပြန်မလာတော့ပဲထွက်ပြေးကြတော့မယ်ဆိုတာကျွန်တော်သိနေလို့ပါ35ရက်မြောက်နေ့မှာဘဲတွေထပ်ပြောက်ပြန်တဲ့ကြောက်မှန်ချမ်းကအတော်ဟော်ယူလန်စီသွားတိုင်ပါတယ်ရှန်ရန်ကကန်ထဲမှာစစ်တမျိုးမျိုးခတ်ထားလို့ငါဘဲတွေနားမထောင်တော့တာလို့ဆွဆွဲတယ်အတော်ကကျွန်တော်စီလာပြီးတော့ကျွန်တော်ကဘာလုပ်နိုင်မှာလဲအစာလေးနည်းနည်းကျွေးပြီးကန်ကိုစောင့်ကြည့်နေတာပါလို့ပြန်ဖြေလိုက်တယ်အတော်ကကျွန်တော်ကိုအကဲခက်ကြည့်ပေမဲ့ကျွန်တော်တည်ငြိမ်နေတာကိုမြင်ပြီးမင်းဘာမှမလုပ်ရင်ပြီးတာပဲကြောက်မှန်ချမ်းကအကွက်ချောင်းနေတာလို့အတော်ကပြောပြီးပြန်သွားပါတယ်ကျွန်တော်ကတော့စရင်အုပ်ထဲမှာကြာကန်ဆုံးရှုံးမှုခံမှန်းခြေ8800လို့ထပ်တိုးရေးလိုက်တယ်ရွာထဲကစကားတွေလည်းပြောင်းကုန်ပါပြီးကြောက်မှန်ချမ်းကတော့ကိုယ်တည်တွင်ကိုတူးတာပဲသူများကန်တဲ့ဘဲမောင်းသွင်းပြီးအခုတော့ဘဲတွေကသူ့ကိုမသိတော့ဘူးရှန်ရန်ကဘာမှမပြောဘဲနဲ့ဘဲတွေကိုတိမ့်သွင်းလိုက်တာပဲကြောက်မှန်ချမ်းနောက်ဆုံးတော့ဒီဘဲတွေကိုရှန်ရန်စီဈေးပေါပေါနဲ့ရောင်းရတော့မှဆိုပြီးပြောနေကြပါတယ်ကြောက်မှန်ချမ်းမှာရွေးစရာ2လမ်းပဲရှိပါတယ်ဘဲတွေကိုဈေးပေါပေါနဲ့ကျွန်တော်စီရောင်းမလားဒါမှမဟုတ်ကန်ထဲမှာဒီအတိုင်းလွတ်ထားပြီးဘာကြိုးမျက်မှမရပဲကြည့်နေမလားကျွန်တော်ကတော့ကန်ဘေးမှာဘဲချန်လေးစောက်ပြီးအစာခွက်တွေပြင်ဆင်လိုက်ပါတယ်ကြောက်မှန်ချမ်းကမြင်တော့ဒေါသတကြီးနဲ့မင်းပါတဘောလဲငါဘဲတွေကိုတိမ့်ပိုက်မလို့လားလို့လာអော်တယ်ကျွန်တော်ကအေးဆေးဆေးပဲဦးလေးဒီဘဲတွေကကျွန်တော်ကျွေးတဲ့အစာကိုပဲစားတော့တာဦးလေးသူတို့ကိုအိမ်ပြန်မောင်းနိုင်ရင်ကျွန်တော်ဒီချန်ကိုအခုချက်ချင်းဖြတ်ပေးမယ်ဦးလေးကိုလည်းအလက်ကားလုပ်ပေးတယ်လို့ပဲသဘောထားလိုက်မယ်လို့ပြောလိုက်ပါတယ်ကြောက်မှန်ချမ်းမျက်နှာပြတ်သွားတဲ့သူလည်းသိတာပေါ့ဘဲတွေကသူ့ကိုမြင်တာနဲ့ကန်လဲကိုထွက်ပြေးနေကြတာလေတပတ်လောက်ကြာတော့သူကျွန်တော်အိမ်ကိုလာခောက်ပါတယ်ရှန်ရက်ဒီဘဲတွေကိုမင်းပဲမွေးချင်ရင်လည်းပတ်စံပေးပြီးဝယ်လိုက်တော့တဲ့ဦးလေးကဘလောက်နဲ့ရောင်းမှလဲလို့မေးတော့တကောင်တရအကောင်3000ဆိုတော့330ပေါ်လို့ပြောပါတယ်ကျွန်တော်ကခေါင်းခါပြီးဈေးကွက်မှာတော့တကောင်80 80ပဲရှိတာဦးလေးစီကဟာကတပတ်ရစ်တွေပဲလေတကောင်30အရောတွက်နဲ့8000ဒါအပိုင်ဈေးပဲလို့ပြောလိုက်တော့ကြောက်မှန်ချမ်းကမင်းကတော့တော်တော်ရက်ဆက်တာပဲလို့ပြန်ပြောပါတော့တယ်ဒါဆိုလဲထားလိုက်ပါတော့ဘဲတွေကကျွန်တော်ကန်ထဲမှာဆိုတော့မြေစီလွာတူးဆော့ပေးတယ်လို့ဖြစ်နေတာပဲကျွန်တော်လည်းမရှုံးပါဘူးလို့ပြောလိုက်ပါတယ်ကြောက်မှန်ချမ်းကအန်ကျိတ်ပြီးတောက်ခံနေပေမဲ့နောက်ဆုံးမှာတော့ကဲထားတော့8000ဆိုလဲ8000ပဲလို့သဘောတူလိုက်ပါတယ်ကျွန်တော်ဘန်ကနေငွေ8000သွားထုတ်ပြီးသူ့ကိုအပ်လိုက်တယ်သူကငွေတွေကိုရေးတွက်ပြီးကျွန်တော်ကိုမကြေမနက်စိုက်ကြည့်ကထွက်သွားပါတယ်သူ့ကြောပြင်ကိုကြည့်ရင်ကျွန်တော်စရင်အုပ်တင်မှာဘဲအကောင်3000ဝယ်ယူမှု8000ရွမ်လို့ရေးလိုက်ပါတယ်အောက်မှာမှတ်ချက်အနေနဲ့ကြာကန်ဆုံးရှုံးမှု8000ခန့်ဘဲများဤကာလပေါက်ဈေး320ခန့်ဘဲစာဈေး9000စုစုပေါင်းဆုံးရှုံးမှု9000ခန့်လို့ရေးလိုက်တယ်8000နဲ့ဘဲ3000ရလိုက်ပေမဲ့ကြောက်မှန်ချမ်းကလက်လျှော့မှာမဟုတ်မှန်းကျွန်တော်သိပါတယ်သူ့ရဲ့လက်စားချေမှုထက်ပုံမြန်တဲ့အခက်အခဲတစ်ခုကအရင်ရောက်လာပါတယ်ဘဲတွေကိုလွှဲပြောင်းယူပြီး၄ရက်မြောက်နေ့မှာကျိုးလန့်ကဖုံးဆက်လာတယ်ရှန်ရက်ပြဿနာတက်ပြီးဘဲစာစက်ယုံကဆက်ပြင်းနေတာရဲ့မိုးကြီးလို့လမ်းပိတ်တာရဲ့ကြောင့်ပရိုတင်းဘဲစာတွေပြက်နေပြီးငါးဆိုင်မှာ2ရက်စာပဲကျန်တော့တယ်အတိတ်ရောက်ဖို့အနည်းဆုံးတစ်ပတ်ဆောင်ရမယ်တဲ့ကျွန်တော်ဖုန်းချပြီးဘိုက်စာလို့អော်နေတဲ့ဘဲအုပ်ကြီးကိုကြည့်ကစိတ်ညစ်သွားပါတယ်ဒီဘဲတွေကပရိုတင်းစာပဲစားတက်နေတာအစာပြက်ရင်သူတို့ဝေးကြယုံနေမကပဲကြာပင်အညောင်တစ်တွေကိုပြန်ကိုက်စားကြပါလိမ့်မယ်ကြာပင်တွေဒုတိယအကြိမ်ထက်အဖြစ်စီးမခံနိုင်တာကြောင့်စားထုတ်အစာရှာရပါတော့မယ်ကျွန်တော်3ပြီးနဲ့တရွာလုံးပတ်ရှာပေမဲ့ဘာမှမတွေ့ပါဘူးအိမ်ကြီးချင်းရွာကအရက်ချက်ဖို့ကိုဖြတ်သွားတော့အရက်ဖက်နဲ့တွေရတာနဲ့ break ကိုချက်ချင်းအုပ်လိုက်ပါတယ်အရက်ဖက်မှာပရိုတင်းဗီတာမင်နဲ့မှုတ်တက်တွေကျွဲဝါလို့ဒါဟာအကောင်းဆုံးသဘာဝအစာပါပဲအရက်ချက်ဖို့ပိုင်ရှင်အဖိုးချန်ကလည်းအမိုက်လိုဖြစ်နေတဲ့အရက်ဖက်တွေကိုဘယ်နာသွားပြည့်ရမလဲစဉ်းစားနေတာနဲ့ကျွန်တော်ကဈေးပေါပေါနဲ့အကုန်သိမ်းယူလိုက်ပါတယ်ပြီးတော့စီဆက်ကနေမြေပဲဖက်ပီတာ900ကိုလည်းဝယ်လာတယ်အိမ်ပြန်ရောက်တော့ဘိုးဘိုးစွန်းနဲ့ဝန်ရှန်တို့ကိုခေါ်ပြီးအရက်ဖက်မြေပဲဖက်နဲ့ကန်ထဲကဗေဒတွေကိုရောဆက်ပြီးကိုယ်တိုင်အစာဆက်လိုက်တယ်ပလတ်စတစ်ဆာနဲ့အုပ်ပြီး24နာရီကြာအချင်းဖောက်လိုက်ပြီးနောက်နေ့ညနေမှာပလတ်စတစ်ဆာကိုလှန်လိုက်တော့ချိုအီနဲ့အချင်းဖောက်ထားတဲ့အနံ့ကတကန်လုံးပြန်သွားပါတယ်ကြောက်မှန်ချမ်းကကျွန်တော်အစာဝယ်မရတဲ့သတင်းကိုကြားထားတာကြောင့်အေးတက်ကတူကျောင်းသားဆိုတော့လေထူခြားသားပဲအစာကောင်းမဝယ်နိုင်လို့အမိုက်တွေကျွေးနေပြီလား3ရက်အတွင်းမင်းဘဲတွေတဝက်တည်လိမ့်မယ်အဲ့ဒီကြားမှာငါ့ကိုလာမယောင်းနဲ့လို့လာပြီးလှောင်ပြောင်းပါတယ်ကျွန်တော်သူ့ကိုဂယုမဆိုင်ဖဲအစာတွေကိုကန်ထဲပစ်ကျွေးလိုက်တဲ့အံ့ဩစရာကောင်းတာကရိုးရိုးအစာဆိုရင်နှာခေါင်းရှုံတက်တဲ့ဘဲတွေကအရက်ဖက်နဲ့ရတာနဲ့ယူမတက်အလူရက်လာစားကြပါတယ်ဒီအစာကအစာကြေလွယ်ယုံနေမကပဲအက်ကိုဟော့တက်နည်းနည်းပါတာကြောင့်ဘဲတွေစားပြီးတော့မူးတလူလူနဲ့ငြိမ်သွားကြတယ်အရင်လိုဟိုပြေးဒီပြေးမလုပ်တော့ပဲအေးအေးဆေးဆေးအိမ်ငိုက်နေကြတာကြောင့်ကြာပင်လေးတွေလည်းဘေးကင်းသွားတာပေါ့မြေပဲဖက်ကြောင့်ဘဲတွေရဲ့အမွှေးတွေကပိုပြီးပြောင်းလဲလာတယ်တပတ်အကြာမှာကျိုးလန့်ဘဲစာတွေလာပို့တဲ့အခါဝါဖြိုးနေတဲ့ဘဲအုပ်ကြီးကိုကြည့်ပြီးတစ်စက်အဟောင်းသားဖြစ်သွားပါတယ်စရင်အုပ်ထဲမှာကိုပိုင်အရက်ဖက်အစာဖော်ဆက်မှုကြောင့်ကုန်ကျစရိတ်40%ပြောကျသွားသည်လို့ရေးမှတ်လိုက်တယ်ကြောက်မှန်ချမ်းရဲ့လှောင်ပြောင်းမှုတွေကလည်းလေထဲမှာပဲပျောက်ကွယ်သွားပါတယ်သူလိုလူစားမျိုးကငြင်းနေမှာမဟုတ်ပါဘူးဘဲတွေရောက်ပြီး3ရက်မြောက်မှာပဲကြာကန်တဲ့ရေသွင်းတဲ့ဂိတ်တကားကိုတယောက်ယောက်ကအမိုက်တွေပြီးလက်မြေတုံးတွေနဲ့ပိတ်ပစ်လိုက်ပါတယ်အခုကနွေရာသီအစဆိုတော့ရေသွင်းမပေးရင်ရေတွေညစ်ပတ်ပြီးဘဲတွေယောဂရမယ်ကြာပင်တွေလည်းပုတ်ကုန်ပါလိမ့်မယ်ရေဝင်ပေါက်ပိတ်နေတာကိုမြင်ပေမဲ့ကျွန်တော်ရွာသားတွေလိုဆဲဆူအော်ဟစ်မနေပါဘူးဒါကိုကြိုတွေးထားပြီးသားပါ
အဲ့ဒီညမှာပဲကျိုးလန့်စီကနေဆက်အားပြင်းရေဆုပ်ဆက်နဲ့ပိုက်ရှိကြီးတွေကိုငှားပြီးရွာပြင်ကလူနှစ်ယောက်ကိုငှားကပိတ်ထားတဲ့ဂိတ်ကိုကျော်ပြီးမြောင်းမကြီးကနေရေတွေကိုကန်ထဲတိုက်ရိုက်ဆုပ်တင်လိုက်တယ်။တစ်ချိန်တည်းမှာပဲကြောက်မှန်ချမ်းကိုရွာထဲမှာအကူညီမဲ့သွားအောင်လုပ်ဖို့အရက်ကောင်းတဲ့ပလင်းနဲ့ secret တွေကိုယူပြီးဘိုးဘိုးစွန်းအိမ်စီကိုကျွန်တော်ထွက်လာခဲ့ပါတော့တယ်။မနစ်ကကြောက်မှန်ချမ်းရဲ့ဘဲတွေကြောင့်ဘိုးဘိုးစွန်းရဲ့စပားခင်းတွေပျက်စီးခဲ့ရုံတင်မကပဲဘိုးဘိုးစွန်းကပါငွေပြန်ရောပေးခဲ့ရလို့စိတ်နာနေတာကိုကျွန်တော်သိပါတယ်။ဒါနဲ့ဘိုးဘိုးစွန်းစီသွားပြီးဘိုးဘိုးကျွန်တော်ကြာကန်ကအခုပိုကြီးလာပြီဆိုတော့လူလိုနေတဲ့တနေ့ကို150ယွန်ပေးမယ်ဘဲဥကောက်တာနဲ့ဘဲချန်ရှင်းပေးရုံပဲနေ့လယ်စားလဲကျွေးမယ်ဝန်ရှန်တို့ကိုလည်းခေါ်ပေးပါဦးလို့ပြောလိုက်ပါတယ်။တနေ့150ဆိုတာရွာမှာအတော်ကောင်းတဲ့ဝင်ငွေဖြစ်တယ်လို့ကြောက်မှန်ချမ်းစီကနေပြန်လူယူထားတဲ့လုပ်ငန်းမှာလုပ်ရမှာဆိုတော့ဘိုးဘိုးစွန်းတို့ကဝမ်းသာအားရလက်ခံကြပါတယ်။နေ့ရက်အတွင်းမှာပဲကံပေးမှာလူတွေနဲ့စီကားလာပြီးဘိုးဘိုးစွန်းတို့ကကျွန်တော်ဘလို့သိပ်ပန်နေကြကျွေးမွေးကြောင်းနဲ့အလုပ်သမားတွေကိုဘလို့ကောင်းကောင်းမွန်မွန်ဆက်ဆံကြောင်းရွာထဲမှာသတင်းလွှင့်ပေးကြပါတယ်။ကြောက်မှန်ချမ်းရဲ့ရေပိတ်ပြီးအကြက်ကင်တဲ့အစီအစဉ်ကတော့လုံးဝပျက်စီးသွားပါပြီ။ကျွန်တော်စီကစက်တန်တွေကိုကြားရပြီးသူအနိုင်ကျင့်ခဲ့မှုတဲ့ရွာသားတွေကကျွန်တော်စီမှာအလုပ်လုပ်ပြီးပတ်စံရနေတာကိုမြင်တော့ကြောက်မှန်ချမ်းတယောက်အိမ်ထဲမှာပဲအရက်တောက်ပြီးမနာလို့ဖြစ်နေပါတယ်။ဒါပေမဲ့ကျွန်တော်စိတ်မလျှော့ပါဘူး8000နဲ့ဘဲတွေဝယ်လိုက်တာကသူ့အသေးကိုဓာတ်နဲ့မှုန့်လိုက်တယ်လို့ပဲဆိုတာကျွန်တော်သိပါတယ်။သူ့သားကြောက်ရှောင်ပြောင်းကအရင်ကတည်းကတန်တုံးနဲ့လာဖြက်စီးဘူးလားဆိုတော့အခုလိုအထိနာသွားတာကိုငြိမ်နေမှာမဟုတ်ပါဘူး။ဒါနဲ့ကျွန်တော်မျိုးကိုသွားပြီးဘဲစာဝယ်ရင်းနဲ့ငန်းအကောင်ကအဆက်ကိုဝယ်လာပါတယ်။ဘိုးဘိုးဆုံးကဘဲတွေနဲ့တည်းမနိုင်မနှင်းဖြစ်နေတာကိုဒီငန်းတွေကအစားလဲများလူလဲလိုက်စိတ်တက်တာဘာလို့မှလဲလို့မေးပါတယ်။ကျွန်တော်ကဘိုးဘိုးဘဲကပတ်စံရှာဖို့ငန်းကတော့ကျွန်တော်ရဲ့လုံခြုံရေးဝန်ထမ်းတွေပေါ့သူတို့ကခွေးထက်တောင်နာပါပြီ။ညဘက်တစ်ခုခုဖြစ်ရင်အချက်ပေးဆက်ထက်တောင်ပုံမြန်နဲ့လို့ရှင်းပြလိုက်ပါတယ်။အဲ့ဒီနေ့ညနေမှာပဲကျိုးလက်ရဲ့အကူအညီနဲ့ဆိုလာစနစ်သုံးကင်မရာလေးလုံးကိုကန်ရဲ့ထောင်လေးထောင်မှာတက်လိုက်ပြီးကျွန်တော်ဖုန်းနဲ့ချိတ်ထားလိုက်တယ်။စရင်အုပ်ထဲမှာလုံခြုံရေးငန်း90နှစ်ကင်မရာလေးလုံး3800ရွန်းလို့ရေးမှတ်လိုက်ပါတယ်။ဇူလိုင်လလယ်ရဲ့အလွန်ပူအိုက်တဲ့ညတညမနေ့တနာရီခွဲမှာဖုန်းထဲကနေအချက်ပေးတန်ထွက်လာတယ်။ကင်မရာထဲမှာလူရိပ်3ခုကိုတွေ့လိုက်ရကအရှိဆုံးကလူကအဖြူရောင်ပလတ်စတစ်ပုံ2ပုံကိုမလာတာကြည့်ုံနဲ့တင်ကြောက်ရှောင်ပြောင်းဆိုတာသိတာပါတယ်။ကျွန်တော်ချက်ချင်းအဝတ်စားလဲဓမီနဲ့တုတ်ကိုဆွဲပြီးအတန်တိတ်ဆင်းလာခဲ့တယ်။ကြောက်ရှောင်ပြောင်းတဲ့သူ့လူတွေကချန်စီယိုနာရောက်နေပါပြီ။ဒါကပိုးသက်ဆေးတွေပဲဒါတွေလောင်းချလိုက်ရင်ဘဲတွေတင်မကဘူးဒီအေက800ကန်တွေကအကောင်မှန်သမျှအကုန်တင်မှာငါအဖေရွာထဲမျက်နှာမပြရဲအောင်လုပ်တဲ့ကောင်ကိုမှတ်လောက်သားလောက်ဖြစ်သွားစေရမယ်လို့သူတို့ပြောနေကြပါတယ်။ကြောက်ရှောင်ပြောင်းကဆေးပလင်းအဖုံးကိုဖွင့်ပြီးရေဝင်ပေါက်ထဲလောင်းချဖို့ပြင်လိုက်တဲ့အချိန်မှာပဲငန်းအုပ်ကြီးကလူစိမ့်နဲ့ရပြီးအော်ဟစ်ကဝိုင်းဝန်းတိုက်ခိုက်ပါတော့တယ်။ငန်း90ကစစ်တပ်တစ်ခုလိုပဲသူတို့ရဲ့တောင်ပန်ကြီးတွေကိုဖြန့်ပြီးဟိုလူတွေကိုလိုက်စိတ်ကြပါတယ်။အမတ်လေးဘာကောင်တွေလဲငါခြေတော့ကိုစိတ်နေပြီးဆိုတဲ့အော်တန်တွေထွက်လာပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်ဓမီကိုဖွင့်ပြီးသူတို့စီထိုးလိုက်ပါတယ်။ကြောက်ရှောင်ပြောင်းညာကြီးမင်းကြီးငါကံပေးမှာချင်လာစာကျွေးနေတာလားဒါမှမဟုတ်အစိတ်ခတ်ပြီးဖြက်စီးမှုနဲ့ထောင်ပဲနှစ်ကြမလဲဆိုတာစမ်းကျင်နေတာလားလို့မေးလိုက်ပါတယ်။ဘသူလဲငါတို့ကဒီအတိုင်းလမ်းကြုံလို့ဖြစ်လာတာလို့မြင်ပါတယ်။ကျွန်တော်ကပိုးသက်စေးပုံတွေနဲ့လမ်းကြုံတာလားကင်မရာထဲမှာအကုန်မှတ်တမ်းတင်ထားပြီးသားမင်းတို့ပြောတာတွေလည်းအတန်ပါနေပြီးရဲတိုင်ထားလို့နောက်15မိနစ်ဆိုရောက်လာတော့မယ်လို့ပြောလိုက်တယ်။ရဲဆိုတဲ့အတန်ကြားတာနဲ့ကြောက်ရှောင်ပြောင်းရဲ့အပေါင်းအဖော်2ယောက်ကထွက်ပြေးသွားကြပါတော့တယ်။ကြောက်ရှောင်ပြောင်းကတော့ငန်းတွေကသူ့ပေါင်းပြီးကိုကိုက်ထားတဲ့အပြင်ကြောက်စိတ်ကြောင့်ခြေထောက်တွေတုံပြီးရှုံနေလဲကျသွားတယ်။အဲ့ဒီညကရဲကားတန်တွေကြောင့်တရွာလုံးနိုးကုန်ပါတယ်အတော်ဟော်ရီလန်လဲရောက်လာပြီးလက်ထိတ်ခတ်ခံထားရတဲ့ကြောက်ရှောင်ပြောင်းနဲ့ဆေးပလင်းတွေကိုကြည့်ကဒေါသထွက်နေတယ်။နောက်နေ့မနက်မှာတော့ကြောက်မှန်ချမ်းတယောက်မျက်လုံးတွေမြင်မြန်းပြီးကျွန်တော်အိမ်ရှိရောက်လာပါတယ်။အရင်ကလူမိုက်ကြီးအခုတော့တညအတွင်း10နှစ်လောက်အိုးသွားတယ်လို့ပါပဲ။ကျွန်တော်အိမ်တကားမှာထိုင်ချပြီးတူလေးရဲ့ဦးလေးတောင်းပန်ပါတယ်ရဲစခန်းမှာသွားပြီးကြေးပေးပါအောင်လို့ငိုယူပြီးတောင်းပန်ပါတော့တယ်။ရှောင်ပြောင်းကတခါတလေမိုက်မဲသွားတာပါသူ့ကိုထောင်ချလိုက်ရင်သူ့ဘဝတစ်ခုလုံးပျက်စီးသွားလိမ့်မယ်။ကျွန်တော်ကတော့အိမ်ရှိကကျင်းကလတ်ထိုင်ပေါ်မှာထိုင်ပြီးဘိုးဘိုးဆုံးပေးထားတဲ့နွေးနွေးထွေးထွေးပဲဦးနှလုံးကိုအေးအေးဆေးဆေးအခွန်သွားနေပါတယ်။ဦးလေးကြောက်ကျွန်တော်ခုမှစိုက်ထားတဲ့ကြာပင်တွေကိုဦးလေးပဲတွေနဲ့နင်းချီဖြက်စီးတုန်းကတော့ကျွန်တော်ရဲ့လာပေါင်းများစွာအားစိုက်ထုတ်မှုတွေပျက်စီးမှာကိုဦးလေးမစင်စားခဲ့ဘူးလားလို့သူ့ကိုမော့ကြည့်ပြီးတင်းငိမ်စွာပြောလိုက်ပါတယ်။တကယ်လို့မင်းညကကျွန်တော်သာကင်မရာတွေမတက်ထားရင်ငန်းတွေမမွေးထားရင်ဘာဖြစ်သွားမလဲဆိုတာစဉ်းစားကြည့်ပါဦး။ကြောက်မှန်ချမ်းမျက်နှာနီမြန်းသွားပြီးနှုတ်ခမ်းတွေတုံရင်းနေပေမဲ့ဘာမှပြန်မပြောနိုင်ပါဘူး။ဦးလေးပြန်มาတော့ဥပဒေအရဘလို့စီရင်မလဲဆိုတာရဲနဲ့တရားရုံးအလုပ်ပါကျွန်တော်ကြည်မပေးနိုင်တယ်လို့သဘောတူညီချက်မှာလည်းလက်မှတ်မထိုးပေးနိုင်ဘူး။ကျွန်တော်မတက်ရက်ပြီးဘဲဥကိုတကိုက်ကအိမ်ထဲဝင်ပြီးတကားကိုအရှိန်နဲ့ပိတ်လိုက်ပါတယ်။နောက်ပိုင်းမှာတော့ကြောက်ရှောင်ပြောင်းဟာလုပ်ငန်းဖျက်ဆီးဖို့ကြိုးပမ်းမှုနဲ့ထောင်ဒဏ်အနည်းငယ်ချမှတ်ခံလိုက်ရတယ်။အဲ့ဒီအချိန်ကစပြီးကြောက်မှန်ချမ်းဟာရွာထဲမှာဘယ်သူမှအဖက်မလုပ်တဲ့လူတစ်ယောက်ဖြစ်သွားပါတော့တယ်။ညဘက်မှာစရင်အုပ်ထဲလုံခြုံရေးစနစ်အောင်မြင်ပြီးဆုံးရှုံးမှု330ခန့်ကိုကာကွယ်နိုင်ခဲ့သည်လို့ရေးမှတ်လိုက်တယ်။လူကြောင့်ဖြစ်တဲ့ပြဿနာကိုဖြေရှင်းပြီးတော့တဘာဝဘေးအန္တရာယ်ကရောက်လာပြန်ပါတယ်။ဩဂုတ်လမှာဆယ်စုနှစ်အတွင်းမကြုံစဖူးပြင်းထန်တဲ့တိုင်ဖုန်းမုန်တိုင်းကြီးဝင်လာပါတယ်။ဘိုးဘိုးစွန်းဒေါ်တော်ဝမ်အားလုံးကိုအတိပေးလိုက်ပါဒီနေ့လောက်အားက2ဆပေးမယ်ကျွန်တော်တို့မိုးနက်မင်းနဲ့ပြိုင်ပြီးအချိန်လူရမယ်လို့ပြောပြလိုက်ပါတယ်။